အဲ့ဒါရေချိုးချိုးပြီးအလှပြင်တသာဆင်ပြီးတော့ထွက်လာတဲ့အခါကျမ်းရကြဲရဘင်းသမီးကိုဘင်းတို့တွေလဲပြီးမှန်းကောင်းသာဆွတ်လိုက်ဒါစိစက်ကြောင့်လည်းချင်းကိစ္စပြီးတယ်အမေကမှားလိုက်တာသားတွေကသွားတူအောင်ချုပ်ဟိုသုံးချိန်နှစ်ယောက်သောမင်းသား32ကုန်းသောပန်းကုန်းယူသွားပြီးတော့ဘင်းသမီးတွေတယောက်စီဆွတ်တာပန်းကုန်းဆွတ်လိုက်တာအဲ့ဒီမှာ3ချိန်နှစ်ယောက်သာကေဝေဘင်းသမီးတွေနဲ့ညားပြီးတော့ကလောတော်တဲ့ခေါ်လာကြတာကလောတော်ထဲမှာ32အိမ်တောင်မဟုတ်ဘူးအဖေနဲ့အမေနဲ့ပေါင်းတော့33အိမ်တောင်မဟုတ်လားရေကန်ကြီးတွေသဘာဝရေကန်ကြီးတွေကိုခေါ်တဲ့ပါဠိလိုဓဟခေါ်ကြည့်သမ်းမင်းသားမင်းသမီးကိုဒေဝလို့ခေါ်ရမယ်အဲ့ဒါမင်းသားမင်းသမီးတွေရေချိုးတဲ့ရေကန်ဖြစ်ခြင်းကြောင့်ခေါ်ဒေဝဓဟပါလေအဲ့ဒါရေကန်ကြီးဝိုင်းမြို့ကြီးတဲ့ဒါဒေဝရဟမြို့မဟာမာယာဒေဝီအဲ့ဒီမှာမွေးတာအဲ့တော့ရှေ့ဘက်တိုင်းနားလေသွားပြီဒေဝရဟမြို့တော်နဲ့ဗာတိုင်းလဲဟိကောလိယတိုင်းအနောက်ဘက်ရောနိမြေအနောက်ဘက်ကကပိလုမြို့တော်နဲ့ဗာတိုင်းလဲဟိသက်ကတိုင်းမင်းဆက်ပေါင်း8200ကိုကြော်ချအရှေ့ဘက်ကကောလိယနိုင်ငံရဲ့မြို့တော်ဒေဝရဟမှာအင်းဇနမင်းကြီးနန်းဆန်တဲ့အချိန်သမီးတော်2ပါးဂေါတမီနဲ့မာယာအနောက်ဘက်ကကပိလောမှာသီဟဟနုမင်းကြီးနန်းဆန်တဲ့အချိန်သုဒ္ဓောဒနာသေကောဒနာဒေါတောဒနာအမိဒေါဒနာမင်းသားကြီး4ယောက်အကြီးဆုံးသုဒ္ဓောဒနာနဲ့ဟောအေဇရမင်းကြီးရဲ့သမီးတော်မာယာဒေဝီတို့ဂေါရမီတို့လက်ထပ်ကြတာအဲ့ဒီကမှတို့ပါရတာဖျားလာရတာဘုရားမျိုးရဲ့နောက်ကျောင်းသမိုင်းနော်အဲ့တော့တိုင်းသိပြည်သိတီးဆိုတာလွယ်တော့မလွယ်ဘူးဇွဲကောင်းမှသတ္တိကောင်းမှလောလဝရိယရှိရှိအသိဉာဏ်ရှိရှိတဲ့ဒီလိုတည်ကြတာကျောင်းတော်ကစပြီးတော့နိုင်ငံဖြစ်အောင်တည်တယ်သာကိဝေနေကလောတော်ကြီးရှင်းပြီးတော့နိုင်ငံတစ်ခုဖြစ်အောင်တည်တယ်ဘာတွေလဲကောလိဝင်နေလို့ပြောဟိုဘက်ကသာကိဝင်ပြောရင်ဒီဘက်ကလည်းကောလိဝင်လို့ပြောနိုင်အဲ့ဒါမင်းတို့တွေကောသမိုင်ကျောင်းရောက်ဘယ်ရောက်ရှင်တဲ့နေရာရောက်ပေါ့ကွာဘုရားရဲ့ဆွေတွေမျိုးတွေကောလိဝင်သာကိဝင်တို့လို့သတ္တိရှိနဲ့ကိုရှိတော့ပေါ့ကိုရက်နိုင်အောင်အဲ့ဒီလိုလုပ်ကြတသက်လုံးသူတစ်ပါးကိုမိခိုပြီးတော့သူများခိုင်းတာလုပ်ပြီးတော့သူတစ်ပါးပေးစာကန်းစာလေးစားပြီးတော့ဘဝကိုအချိန်မကုန်ကြစေနဲ့အတိတ်ရှိဇွဲရှိနဲ့ဒီလိုခြေတက်ကြအဲ့ဒါကိုဒီကနေ့တို့ကmoral encourage ခေါ်ပါတယ်နော်စိတ်ဓာတ်အားပေးတဲ့စကားကိုတို့ဒီလိုပြောချင်တယ်အဲ့တော့မြတ်စွာဘုရားကိုယ်တော်များဘုရားဖြစ်တော်မူပြီးလို့သာဝတိမြို့စေတော်ကျောင်းထဲမှာနေတော့သက်ကမင်းမျိုးတွေနဲ့ကောလိယမင်းမျိုးတွေရဖြစ်ကြတာဘာကြောင့်ရဖြစ်သလဲလို့ဆိုတော့မြစ်ကလေးတစ်စင်းဘုရားကပြောထားတယ်ဗာမြစ်လဲဟိပေါင်ရင်းမြစ်တွေဘာတွေမလုပ်နဲ့နော်ရောဟဏီပြောအားလုံးရောဟဏီမြစ်ထဲမှာမိုးဥကကောင်းကောင်းမရွာမိုးခေါင်လို့ရေမရှိဘူးရေလေးခက်ဆဆကြည်ကုန်မြော့လက်သမားတွေကလေထွန်မယ်လက်ထွန်မယ်ပြိုးကင်းမရသေးဘူးရေမရှိဘူးအဲ့ဒါနဲ့မြစ်ထဲမှာတမန်လေးတုပ်ပြီးတော့ရေကိုထိန်းလိုက်တော့ရေလေးလှောင်လို့ရတာနဲ့အထက်အညာကဘာဖြစ်လဲပြိုးကင်းနေပါလေရသွားတယ်တမန်လည်းဖမ်းတယ်တုပ်လိုက်ရော